ဟယ်လိုချစ်တို့ရေဒီတစ်ခါမှာခင်းညစ်တဲ့ငပိချက်လေးချက်စားမှာဖြစ်ပါတယ်ငရုတ်သီးစိမ့်နဲ့မဟုတ်ပဲနဲ့ငရုတ်သီးချက်မုံနဲ့ချက်စားမှာပါအရင်ဆုံးထောင်းထားတဲ့ကြက်သွန်ဖြူတွေကိုစီတက်လိုက်ပါမယ်အရောင်လေးရဲလာတဲ့အထိတေချာလေးမှုတ်ပေးလိုက်ပါမယ်နော်အရောင်လေးအနှဲငယ်ရဲလာပြီဆိုရင်ရောင်တင်မှုတ်လေးထည့်ပြီးတော့စီတက်လိုက်ပါမယ်စီတက်ပြီးွားပြီဆိုရင်နှီးထားတဲ့ခင်းညစ်လေးကိုထည့်လိုက်ပါမယ်ချိုမုတ်ရဲ့စားရဲ့ထည့်ပါမယ်ရှင်ထည့်ပြီးဝိုင်းတေချာလေးမှွေပေးလိုက်ပါမယ်မှွေပြီးတော့ခန်းညစ်ဒီကြည်အောင်လို့မှွေပါမယ်နော်ရေလေးနဲ့ငယ်ထည့်လိုက်ပါမယ်ရကန်ဒီလောက်ဆိုရင်တော့ငရုတ်သီးကြက်မုတ်လေးထည့်ပါမယ်ရှင်ကြက်မုတ်လေးကိုနှံ့ဝအောင်လို့ပေါ့နော်တေချာလေးမှွေလိုက်ပါမယ်ကဲခုဆိုရင်ရမ်းစားကျင်စရာကောင်းတယ်ခင်းညစ်ဒီငပိချက်လေးရပါပြီဟင်းနုနဲ့ကြော်လေးနဲ့စားပါ